ကဲကျွန်တော်တို့အင်္ဂလန်နဲ့အာဂျင်တီးနားအသင်းကတော့မယုံနိုင်စရာအာဂျင်တီးနားအသင်းရဲ့အန်ဆိုဖာနန်ဒက်ရဲ့အသေးခွဲကူးနဲ့အတူကျွန်တော်တို့အာဂျင်တီးနားအသင်းကတော့စပိန်နဲ့ဖိုင်နယ်မှာဗိုလ်လုပွဲမှာတွေ့ဆုံရမှာပါလမိုင်းရမယ်ကျွန်တော်တို့မျောလင်းချက်ကတော့ပြည်ဆုံးသွားခဲ့တာပေါ့သူရဲ့သူကမက်ဆီနဲ့ဗိုလ်လုပွဲမှာကစားခြင်းတယ်ဆိုတော့အခုအာဂျင်တီးနားအသင်းကကျွန်တော်တို့ဗိုလ်လုပွဲကိုတက်သွားပြီဆိုတော့စပိန်နဲ့အာဂျင်တီးနားနဲ့ဗိုလ်လုပွဲမှာတွေ့မယ်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အင်္ဂလန်နဲ့အာဂျင်တီးနားပွဲမှာဆိုရင်ကျွန်တော်အင်္ဂလန်အသင်းကလည်းကျွန်တော်တို့ပထမပိုင်းမှာ4နှစ်3တက်နဲ့ကျွန်တော်တို့ပွဲထွက်လာတယ်အာဂျင်တီးနားအသင်းကလည်းအဲ့လိုပဲ4-4နဲ့ပွဲထွက်လာတယ်ဘာမှတိတ်ပြောင်းလဲတော့မရှိဘူးအင်္ဂလန်အသင်းကကျွန်တော်တို့ပြောင်းလဲလာဆိုမော်ဂန်ရောဂျာပဲညတောင်းမှာကျွန်တော်တို့ထားပြီးတော့ကျွန်တော်တို့3မှတ်တူချာရွေးချယ်ခဲ့ပြီးစိုးခဲ့တာပဲရှိတယ်ကျန်တာတွေကတိတ်ပြောင်းလဲမရှိဘူးအာဂျင်တီးနားဘက်မှာဆိုလဲကျွန်တော်တို့ကျန်တာတိတ်ပြောင်းလဲမရှိဘူးညတောင်မန်ဆင်မြူနီဝင်လာတယ်Everett Messi တိုက်စစ်တို့ပေါ့နော်ကျွန်တော်ပထမပိုင်းမှာဆိုရင်တော့ကျွန်တော်တို့နှစ်သင်းလုံးကတူလင်းကိုရင်ကံမဲ့အနေထားမဟုတ်ဘူးပေါ့ပထမပိုင်းတစ်ပိုင်းလုံးကကျွန်တော်တို့အေးတယ်ကစားဝက်ရှာနေတာတစ်သင်းနဲ့တစ်သင်းကအချိန်ဝါရီလည်းရှိမယ်ပေါ့နော်တယောက်နဲ့တယောက်ချိန်နေရလည်းပါမယ်ကိုမပြရဘူးအနေထားကိုပဲကျွန်တော်ပထမပိုင်းမှာတစ်သင်းနဲ့တစ်သင်းကရွေးချယ်ပြီးစော့သွားတဲ့အနေထားလည်းဖြစ်တယ်ပထမပိုင်းမှာကျွန်တော်တို့ဂိုးပေါက်ချင်းချောင်းမှုကတိတ်လောက်လာမရှိခဲ့ဘူးကျွန်တော်မှတ်မိသလောက်ဆိုကျွန်တော်အင်္ဂလန်ကကျွန်တော်တစ်ချိန်အာဂျင်တီးနားနှစ်ချိန်ဒါပဲရှိခဲ့တာကျွန်တော်တို့ပထမပိုင်းမှာတိတ်ပြီးတော့ဟိုမမေရမရှိခဲ့ဘူးဒါပေမဲ့ကျွန်တော်ဒုတိယပိုင်းရောက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ပို့ပြီးတော့ကစားကွက်နှစ်သင်းလုံးကပို့ပြီးတော့ကစားလာတော့မြင်တွေ့ရမယ်ကျွန်တော်ပွဲချိန်ကျွန်တော်ကစားဒုတိယပိုင်း55မိနစ်အရောက်ပါကျွန်တော်အင်္ဂလန်အသင်းကဥဆောင်ဝေးရတယ်เนาะဒီကိုကျွန်တော်တို့တံမြန်တိုက်ဆက်ရနေကျွန်တော်ဟာရီကင်းကနေပြီးတော့ကျွန်တော်တို့လန်ကန်နဲ့ပြီးတာကိုကျွန်တော်တို့အာဂျင်တီးနားနောက်ခံလူတွေဖျက်ထုတ်ရနေပြီးတော့ဒီကလန်ရိုက်စီကိုကျွန်တော်ဘောလုံးရောက်တယ်ဘောလုံးရောက်တာနေပြီးကျွန်တော်မော်ဂန်ရောဂျာကိုညာတောင်မှဖြန်ပြရနေညာတောင်မှကနေပြီးတော့ကျွန်တော်တို့ကိုရှိကိုဖျက်တင်ပေးလိုက်တယ်မော်ဂန်ရောဂျာရဲ့ဖျက်တင်ပေါ်ကျွန်တော်တို့ဂေါ်ရွန်ကအဆုံးသက်ပြီးတော့ဥဆောင်ကိုရယူပြီးခဲ့ကျွန်တော်တို့အဲ့ချိန်မှာအင်္ဂလန်က1-0အဲ့ချိန်မှာကျွန်တော်တို့အဲ့45မိနစ်ကနေပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းအစကနေပြီးတော့မိနစ်60လောက်အတွင်းကကျွန်တော်တို့အင်္ဂလန်ကအသာရထားတာဒါပေမဲ့အဲ့ချိန်မှာကျွန်တော်တို့အာဂျင်တီးနားနီးပြစကာလိုနီရဲ့ပြောင်ရောက်တဲ့ကျွန်တော်တို့ပွဲအတွေ့အကြုံရင့်ကျက်မှုပေါ့နော်သူ့ရဲ့အဲ့ချိန်မှာသူကကျွန်တော်တို့လူစားလေးလိုက်တယ်ကျွန်တော်တို့ဒီဘောနဲ့ကျွန်တော်တို့စင်မြူနီနဲ့ကိုလဲလိုက်တယ်အဲ့ချိန်မှာလူစားလဲလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီဘောဝင်လာပြီးတဲ့နောက်ပိုင်းမှာအာဂျင်တီးနားအသင်းရဲ့တိုက်စစ်ကတော်တော်လေးကိုအလုပ်ဖြစ်လာတာတွေ့ရတယ်ဖြတ်တင်ဘောတွေဒီဘောပချန်ကားတွေပြီးတော့ဖြတ်တင်ဘောတွေဆိုရင်ကျွန်တော်တို့ကိုသမားပြဖို့ကာဝယ်နိုင်ခဲ့လို့ကျွန်တော်တို့မက်လစ်စတာလုံးတွေကျွန်တော်တို့ကောင်းတိုက်ချက်တွေကိုကျွန်တော်တို့ကာဝယ်နိုင်ခဲ့လို့ဒါကျွန်တော်တို့ကိုမပြေးခဲ့ရတာအဲ့ချိန်ဒီလေကျွန်တော်တို့1-0ပါပဲကျွန်တော်တို့ဒါမဲ့ကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့လူသားလဲပြီးတဲ့နောက်ပိုင်းမှာနောက်ဆုံးမရတဲ့ဆိုမှကျွန်တော်တို့အာဂျင်တီးနားနီးပြစကာလိုနီကကျွန်တော်တို့မာတီနက်စ်အော်ရာမန်ဒီကျွန်တော်တို့မွန်ဒီယယ်အကုန်လုံးထည့်ပြီးတော့စားပစ်တာအဲ့ချိန်မှာကျွန်တော်တို့အာဂျင်တီးနားတိုက်စစ်တော်တော်လေးကိုကောင်းနေအဲ့ချိန်မှာနီးပြတူချေရဲ့မဟာအမားတော့ကျွန်တော်တို့အော်ရိုင်လီနဲ့ကျွန်တော်တို့ဒန်နီယယ်ဘန်နဲ့ကိုထည့်တာပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ဒကန်ရိုက်ကိုပါထုတ်လိုက်တော့ကျွန်တော်တို့တကယ်ကစားမဲ့ကွင်းလေအဖြစ်ကဘသူဖြတ်မှာလဲတော့ကျွန်တော်လည်းစဉ်းစားနေအဲ့ဘောလုံးပွဲအင်္ဂလန်ပွဲကြည့်တော့ဒါနီးပြတူချေတော့ဟိုမိကုန်းထုတ်စရာဖြစ်တာပေါ့နော်ဒီလိုအချိန်မှာဒကန်ရိုက်ကိုထုတ်လိုက်ခြင်းဟာကျွန်တော်တို့တစ်ဖက်ကတိုက်စစ်အရန်ပေးနေတဲ့အချိန်မှာသူထုတ်ရဲတဲ့ဆိုတဲ့တတိကလည်းနည်းနည်းတော့တတိမဟုတ်တကယ်ဟုတ်တာဖြစ်ပါတယ်တတိရှိရတယ်ပြောရကျွန်တော်ဆိုရင်တော့ထုတ်မှာမဟုတ်ဒါကျွန်တော်အမြင်ကိုပြောတာပါကျွန်တော်လည်းဆရာကြီးမဟုတ်ပါဘူးကျွန်တော်လည်းပရိသတ်တယောက်အနေနဲ့ပြပြဒီညပွဲကိုကြီးနေဒကန်ရိုက်ကိုထုတ်လိုက်တဲ့အချိန်မှာထုတ်ပြီးသိမကြောက်ကျွန်တော်တို့လီယိုနယ်မက်ဆီရဲ့ဖြတ်တင်ပေးဖို့ကိုကျွန်တော်တို့အန်ဆိုဖာနန်ဒက်လှပပြန်သွင်းသွားတယ်အဲ့လုံးကိုလည်းကြည့်လိုက်အောင်ကျွန်တော်တို့တောင်းကံဘောရလာတဲ့အလုံးလီယိုနယ်မက်ဆီကနေပြီးတော့ကွင်းထဲမှာရှိတဲ့အန်ဆိုဖာနန်ဒက်တူးလေးလွတ်လွတ်ကျွတ်ကန်သွားတာပြေးပိတ်တာတော့မမီလိုက်တော့ကျွန်တော်တို့ပစ်ဖို့ရဲ့တောင်းတွေကိုကန်သွင်းသွားတယ်ဒါ1-1ဖြစ်သွားပြီ1-1ဖြစ်သွားပြီအနေထားမှာအာဂျင်တီးနားကမ်းဘက်ပြဖို့သူတို့ကငကူတွေကကျွန်တော်အရင်တော့ကလည်းပြောခဲ့ဘူးလေအာဂျင်တီးနားအသင်းကကျွန်တော်တို့ပွဲကစားခြင်း
ရှိသလောက်ထိုးမှာကိုရှိသလောက်နဲ့ရအောင်ကိုသွင်းမှာအဲ့လိုအသင်းမျိုးဆိုတော့ကကျွန်တော်တို့သူသွင်းတာတိတ်မကြဘူးမိနစ်60ရောက်လို့အချိန်ပိုနာကျင်ချိန်ပို2မိနစ်မှာပဲမက်ဆီကပဲကျွန်တော်တို့မာတီနက်စ်ကိုကန်နေပေးလိုက်တာမာတီနက်စ်ကသွင်းသွားတယ်2-1မယုံနိုင်စရာကမ်းပါရှိကြောက်စရာကြီးပြီးတော့ကျွန်တော်တို့မက်ဆီရတယ်ကမ္ဘာဖလားပွဲစဉ်သက်တိုက်ကိုကျွန်တော်တို့ကိုပါဝင်ပတ်သက်မှုရှိတဲ့ကစားသမားမျိုးဖြစ်လာတယ်ဖိုင်နယ်မှာစပိန်နဲ့တွေ့ရဒါတော့ဒီနေ့မှာကျွန်တော်တွေ့မြင်ရတဲ့အင်္ဂလန်နဲ့အာဂျင်တီးနားတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုတစ်ခါလေးပြပြလိုက်တာပေါ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါ